ဒီကာရမှာဘုရားရှင်ကိုရောမြတ်ကချမ်းသာဒုက္ခရရှိနိုင်ကြောင်းနိလန်ကောင်းကိုညွှန်ပြထားတာဖြစ်ပါတယ်မိမိတို့ရဲ့စိတ်ဟာအင်မတန်မှစွမ်းအားကြီးတယ်စိတ်ရဲ့သဘောဟာပင်ကိုယ်အားဖြင့်ဖြူစင်တယ်တန်ရှင်းတယ်အဲ့ဒါကိုလိုချင်တက်မှတ်မှုလောဘစတဲ့မကောင်းတဲ့တရားတွေနဲ့အယောင်ဆိုးလိုက်တဲ့အခါညှဉ်းနှွမ်းတဲ့စိတ်မကောင်းတဲ့စိတ်ရဲ့လို့ဖြစ်သွားတယ်ယုံကြည်မှုတရားစတဲ့ကောင်းတဲ့တရားတွေနဲ့အယောင်ဆိုးလိုက်တဲ့အခါဖြူစင်တဲ့ကောင်းတဲ့စိတ်ရဲ့လို့ဖြစ်သွားတယ်ဒီတော့လူတိုင်းမှာဖြစ်ပေါ်ကြတဲ့စိတ်အခြေအနေကိုအကြမ်းမြင်အပြင်ကောင်းတဲ့စိတ်အခြေအနေနဲ့မကောင်းတဲ့စိတ်အခြေအနေဆိုပြီးနှစ်မျိုးပြောနိုင်ပါတယ်ဒီစိတ်ပိုင်းဆိုင်ရာအခြေအနေတွေအလုံးကိုဥဆောင်တာသည်မိမိရဲ့စိတ်ပါပဲကြည်မှုတာသည်မိမိရဲ့စိတ်ပါပဲပြုလုပ်ဖန်တီးတာလည်းမိမိရဲ့စိတ်ပါပဲဆိုလိုတာကကောင်းခြင်းလည်းဒီစိတ်မကောင်းခြင်းလည်းဒီစိတ်ဥပမာအပြင်ပြောရရင်ဓမြအဖွဲ့ကိုဖွဲ့စည်းဥဆောင်တဲ့ပုဂ္ဂိုလ်ဟာဓမြကိုင်းကောင်းဆောင်ဖြစ်မှာပဲသူတော်စင်ဖွဲ့ကိုဖွဲ့စည်းဥဆောင်တဲ့ပုဂ္ဂိုလ်ဟာသူတော်စင်ကိုင်းကောင်းဆောင်ဖြစ်မှာပါပဲထိုနည်းတူစွာအခြေအနေအလုံးဟာဒီစိတ်အပေါ်မှာပဲမူတည်ပါတယ်အကယ်၍ကိုကကြည်လင်းနေတဲ့စိတ်ကလေးနဲ့ပြောဆိုမယ်ဆိုရင်ကောင်းသောစကားကိုသာပြောဆိုဖြစ်မှာပါအလုပ်လုပ်မယ်ဆိုရင်လည်းကောင်းတဲ့အလုပ်တွေကိုသာလုပ်ကိုင်ဖြစ်မှာပါဒီလိုပြောဆိုပြုလုပ်ခြင်းကြောင့်ရရှိခံစားရမှာသည်ချမ်းသာဒုက္ခတွေသာဖြစ်တယ်ထိုချမ်းသာဒုက္ခသည်မိမိရဲ့နောက်ကိုမခွဲမခွာလိုက်ပါနေတဲ့အရေးလိုပဲမိမိဘယ်နေရာပဲရောက်ဘယ်လိုအနေထားမျိုးပဲဖြစ်နေပါစေအစဉ်လိုက်၍အကျိုးပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မို့မိမိရဲ့နေ့စဉ်ဘဝမှာချမ်းသာဒုက္ခတွေရရှိခံစားနိုင်ဖို့ဆိုရင်မိမိတဏ္ဍာမှာကောင်းမွန်တဲ့စိတ်တွေဖြစ်ပေါ်လာအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်စိတ်ကောင်းစိတ်မြတ်တို့ကိုမွေးမြူနိုင်ကြပြီးချမ်းသာဒုက္ခအပေါင်းရရှိခံစားနိုင်ကြပါစေ